Facebook page admin တယောက်အနေနဲ့မိမိရဲ့ Facebook page ပေါ့နော်လုံခြုံမှုရှိမရှိဒါမှမဟုတ်စီကံမလိုက်နာလို့ page ကြတာမျိုးတွေမဖြစ်ရလေအောင်စောင့်ကြည့်စစ်ဆေးတင်တဲ့ setting လေး၄ခုကိုဒီဗီဒီယိုလေးထဲမှာကျွန်တော်မျှဝေသွားမှာဖြစ်ပါတယ်ကျွန်တော်တို့ကျော်စင်လက်ပါ digital marketing trainer consultant and coach တောက်ဖြစ်ပါတယ်နံပါတ်1ကတော့ကျွန်တော် setting ထဲကသွားမှာဖြစ်ပါတယ်နံပါတ်1ကတော့ဒီ setting ထဲကနေသွားမှာဖြစ်ပါတယ်setting ထဲမှာရှိတဲ့ page setup ကိုနှိပ်ရမှာဖြစ်ပါတယ် page management history ကိုကြည့်ရမှာဖြစ်ပါတယ်ဒီ page management history ထဲမှာပေါ့နော်ကိုမသိတဲ့ page admin တွေဒီထဲမှာရှိနေလားဆိုတော့ကျွန်တော်တို့စောင့်ကြည့်ဖို့လိုပါတယ်တခါခါကျရင် hacker တွေကဒီထဲကိုရောက်နေတတ်တယ်ပေါ့နော်အဲ့လိုရောက်နေတယ်ဆိုရင်ကျွန်တော်တို့ပြန်ထုတ်ဖို့လိုပါတယ်နံပါတ်2ကတော့ page status ပေါ့နော်အဲ့ page status ထဲမှာကိုကအခုလိုหนีနေတယ်ဆိုရင်ပေါ့နော်ဒါpage ကျသွားနိုင်ပါတယ်ဒီလိုหนีနေတဲ့ခါမျိုးတွေမှာ policy မလွတ်တာတွေဆက်မလုပ်အောင်ပေါ့နော်หนีရတဲ့အကြောင်းရင်းကို तू ကဒီမှာပေါ့နော်ကိုဘာကြောင့်ဖြစ်တာလဲဆိုတာ तू ပြောတယ်ဒါကြောင့်မို့ကိုက page ရဲ့ advertising policy တွေနားလည်ထားဖို့လိုတယ်အမှတ်3ကတော့ business suite ထဲမှာ all tool ဆိုတာရှိတယ်အဓိကတော့ तू ကကျွန်တော်ပြောတဲ့စစ်ဆေးရမယ့်နေရာဆိုပေမဲ့အဲ့လို page တွေကြတာရဲ့အဓိကပြဿနာအတန်ညှိတာပေါ့နော်အတန်က policy မလွတ်တာဒါကြောင့်မလို့ Facebook ကပေးထားတဲ့အဲ့ sound collection ဆိုတာကိုဒီ sound collection တွေကအတန်တွေကိုပဲ download ဆွဲပြီး edit လုပ်တာပို့ပြီး save ဖြစ်တယ်ဒါဆို page ရဲ့ကြတာတွေပေါ့နော် policy ညှိတာတွေကိုတော်တော်လေးကာကွယ်နိုင်တယ်နောက်ဆုံးနံပါတ်4ကတော့ကိုယ့်ရဲ့ page ကြရင်ပေါ့နော်ခုန support inbox ထဲကိုသွားရမယ်အဲ့ support inbox ထဲကဒီ your alert အောက်မှာကိုဘာတွေ policy ညှိတာလဲဆိုတာကိုတွားကြည့်လို့ရတယ်ပေါ့နော်အထူးသဖြင့်တော့ခုနပြောတဲ့ sound policy ညှိတာတွေဒီလိုမျိုး close ဖြစ်အောင်လုပ်ထားဖို့လိုတယ်ခုနတော့ပြောခဲ့တဲ့အချက်ကလေး၄ချက်ကပေါ့နော်ကိုယ့်ရဲ့ Facebook page ရဲ့ဒီ security ဘိုင်းနဲ့ page မကြအောင်ပေါ့နော်ကျွန်တော်တို့သိထားတဲ့ setting လေး၄ခုရှိပါဖြစ်ပါတယ်မိတ်ဆွေတို့အနေနဲ့ဟောဒီဗီဒီယိုလေးကအကျိုးရှိတယ်ဆိုရင် comment မှာပြောခဲ့ပေးပါ